မင်္ဂလာသက်တမ်း2နှစ်ပြည့်မှာဒုတိယရင်သွေးလေးသားရတနာလေးကိုကိုဝင်လွယ်ထားရပြီးဖြစ်တဲ့အကြောင်းပရိသတ်တွေကို surprise တိုက်လာခဲ့တဲ့တရုတ်ဆောင်ဤချောပုံမင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ဤချောပုံကတော့အနုပညာနဲ့ပတ်သက်လာရင်အရေးအချင်းပြေးွားတဲ့တရုတ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်တရုတ်ဆောင်ဤချောပုံကဗီဒီယိုဇာတ်ကားပေါင်းများစွာနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာရိုက်ကူးထားပြီးတော့တရုတ်ဆောင်ပြပြင်စွာနဲ့ကြားရစက်ရုပ်တိုင်းမှာအကောင်းဆုံးတရုတ်ဆောင်နိုင်သူတဦးလည်းဖြစ်ပါတယ်ဤချောပိုကသူမရဲ့ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်အလှတွေကြောင့်လည်းမိန်းကလေးပရိသတ်တွေအားကြားရသလိုယောက်ျားလေးပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကိုပါရရှိထားသူတဦးလည်းဖြစ်ပါတယ်။ဤချောပိုကအခုချိန်မှာအောင်မြင်တဲ့ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပြီးအိမ်တော်ကြီးမှာလည်းကံကောင်းတဲ့မင်းသမီးလေးတစ်ယောက်လည်းဖြစ်ပါတယ်။တရုတ်ဆောင်ဤချောပိုကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးတဦးဖြစ်တဲ့စီးပွားရေးလုပ်ငန်းရှင်ကိုမိုးဆက်မုံနဲ့အိမ်အောင်ကြားခဲ့တာဖြစ်ပြီးချစ်စရာသမီးလေးအစီကိုမွေးဖွားခဲ့ကောင်ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုရရှိပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။မင်းသမီးဤချောပိုကတော့ပြီးခဲ့တဲ့ရက်ပိုင်းကပဲသူမယောက်ျားကသူမအပေါ်ကိုနိုင်နေဇနီးအပေါ်ကိုမကျင်နာတတ်ဘူးဆိုတဲ့သတင်းတွေထွက်ရှိလာခဲ့ပြီးသူမရဲ့အိမ်တော်ကြီးအပေါ်ကိုပြည်သက်တချို့ကသုံးသပ်ဝေဖန်ပြောဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီကနေ့မှာတော့တရုတ်ဆောင်ဤချောပိုကဒုတိယရင်သွေးလေးကိုလွှဲထားရပြီးဖြစ်တဲ့အကြောင်းပြည်သက်တွေကိုအသိပေးလာခဲ့တာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ဤချောပိုကသူမရဲ့ခင်မောဟာလည်းအိမ်အောင်သက်တမ်း2နှစ်မှာမိသားစုအပေါ်တာဝန်ကျေပွန်တယ်လို့သူမနဲ့သူမရဲ့သမီးလေးအပေါ်မှာလည်းသစ္စာရှိရှိချစ်ပေးခဲ့တဲ့ခင်မောဖြစ်တဲ့အကြောင်းအခုလိုပဲတုံ့ပြန်ပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။ဤချောပိုကကျမအတွက်တော့ပျော်ရွှင်ခြင်းပြည့်စုံခြင်းတွေပဲထပ်မံရောက်ရှိလာတာမို့ဖခင်ကိုကျေးဇူးတင်နေဒီနေ့ကျမတို့မင်္ဂလာသက်တမ်း2နှစ်ပြည့်မှာမင်္ဂလာရှိတဲ့ယတနာလေးတစ်ခုထပ်ရလိုက်တဲ့အတွက်ပို့ပြီးတော့ကျေနပ်မိပါတယ်။ဖခင်မရှိတော့တဲ့ကျမအပေါ်မှာဖခင်တယောက်လိုအကိုတယောက်လိုခင်မုန်းကောင်းတယောက်လိုအမြဲတမ်းအနားမှာဖေးမရက်တီပေးခဲ့တဲ့ကျမအိမ်တော်ဦးစီးကိုကျေးဇူးတင်ပါတယ်။ကျမမိသားစုအပေါ်မှာလည်းရိုသေလေးစားမှုရှိပြီးကျမမိဘကိုသူ့မိဘလိုချစ်ပြီးကျမမောင်နှမကိုသူ့မောင်နှမလိုဂရုစိုက်ပြီးမေတ္တာပြပေးခဲ့တဲ့အတွက်လည်းပို၍ချစ်ရပါတယ်ရှင်။အိမ်တော်သက်တမ်းတစ်လျှောက်မိန်းမနဲ့သမီးလေးအပေါ်တာဝန်ကျေပြီးသစ္စာရှိရှိချစ်ပေးခဲ့တဲ့အတွက်စိတ်လုံခြုံမှုအပြည့်နဲ့ပျော်ရွှင်ခဲ့ရပါတယ်။ Happy Anniversary ပါကို Love you so much ဆိုပြီးတော့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေရေးသားဖော်ပြလာခဲ့တာလည်းဖြစ်ပါတယ်။မင်္ဂလာသက်တမ်း2နှစ်ပြည့်မှာဒုတိယရင်သွေးသားရတနာလေးကိုဝင်လွယ်ထားရတဲ့တရုတ်ဆောင်ဤချောပိုအတွက်ပရိသတ်ကြီးကလည်းဝမ်းသာဂုဏ်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။